တဲကြီးကြောက်တယ်တာနဲ့အစာရင်တာဘယ်လိုခွဲမလဲအားလုံးပဲမင်္ဂလာပါ AN ကျမကြီးစီကနေပြန်လည်ကြိုဆိုပါတယ်ကျွန်တော်ကတော့ AN channel မှာကျမကြီးဘူးလိုက်ပြန်တင်ဆက်ပေးနေတဲ့ဒေါက်တာကြီးဖြစ်ပါတယ်ဒီဗီဒီယိုလေးမှာတော့ကျွန်တော်ဒီတဲကြီးကြောက်တယ်လို့နာတာနဲ့ပေါ့နော်အစာရင်နာတာနဲ့ပေါ့နော်အဲ့ကဘယ်လိုများကွာခြားချက်ရှိလဲဘယ်လိုများခွဲခြားလို့ရတယ်ပေါ့နော်အဲ့ဒါလေးတွေကျွန်တော်ဆွေးနွေးပြသွားမှာဖြစ်ပါတယ်ဒီကိစ္စကျွန်တော်တို့တော်တော်များများပေါ့မှားယွင်းနေတဲ့ကြားတဲ့ကိစ္စဖြစ်တယ်ပေါ့နော်အောက်တဲ့နေရာကလည်းဒီရင်တော့အောက်နားလေးနာတာတူတူပဲတော့ဖြစ်နေတာဟုတ်အဲ့ခါကျတော့ဒါပေမဲ့ဒီကောင်လေးကကုသတဲ့နီးလန်းလည်းမတူဘူးပေါ့နော်နောက်ဆက်တွဲပြဿနာတွေလည်းမတူကြဘူးပေါ့နော်ဒါကြောင့်မလို့ဒီဗီဒီယိုထဲမှာတော့ကျွန်တော်ကအဲ့ဒီလိုမျိုးရင်ညွန့်အောက်တွေကနာတာချင်းတူပြီမဲ့အစာရင်နာတာတော့ဘယ်လိုပုံစံမျိုးနဲ့နာတာဘယ်လိုကုသရမလဲတဲကြောက်တယ်ကတော့ဘယ်လိုပုံစံနာတာဘယ်လိုကုသရမလဲဆိုတာကိုတေချာဆွေးနွေးပေးသွားမှာမလို့ဗီဒီယိုလေးကိုအဆုံးထိကြည့်ဖို့တဲ့ဖိတ်ခေါ်ချင်ပါတယ်ဒီတော့ဗီဒီယိုလေးစလိုက်အောင်နော်ကိုယ့်ရဲ့ကျန်းမာရေးပြဿနာတွေကိုဒေါက်တာယူပနဲ့ online ကနေပဲဖြစ်ဖြစ်လူကိုယ်တိုင်လာရောက်ပြီးတော့စိတ်ကမှာပဲဖြစ်ဖြစ်ဆွေးနွေးကြနေဆိုလို့ရှိရင်တော့ဖုန်းနံပါတ်399393593929မနက်8:00နာရီကနေပြီးတော့ညနေ6:00နာရီအတွင်းမှာအသေးစိတ်စုံစမ်းမေးမြန်းလို့ရပါပြီရှင်ဒီတော့တော့ဒီအားလုံးနဲ့ရင်းနှီးပြီးသားဖြစ်တဲ့ဒီအစာရင်နာကြောင့်ဒီလိုရှင်းပြကြပါမယ်နော်ဒီအစာရင်ကကျွန်တော်တို့ရဲ့ဒီရင်ညွန့်အောက်ဘက်ကဘဲဘက်နည်းနည်းရောက်တဲ့နေရာမှာရှိကြပါတော့အဲ့တော့နာလို့ရှိရင်ဒီရင်ညွန့်အောက်ဘက်ဆံညာလေးမှာနာတယ်ကျွန်တော်တို့ကဒီ epigastric pain လို့ခေါ်ကြတာပေါ့နော်အဲ့တော့အဲ့နေရာမှာနာတယ်ပေါ့နော်ဒါနေရာပေါ့နော်သူကတဲကြီးကြောက်တယ်လို့နာတာကြတော့ကျွန်တော်ဘဲဘက်ချမ်းညာဘက်ချမ်းအနေနဲ့ပူရောက်တယ်ပေါ့နော်သူကအစာရင်ကျတော့ဘဲဘက်ချမ်းအနေနဲ့ပူရောက်တယ်ဒါပေမဲ့နှစ်ခုလုံးတော့ရင်ညွန့်မှာနာလို့ငါလည်းပြောကြတာပဲပေါ့နော်နောက်တစ်ခုကတော့နာပုံနာနည်းပေါ့နော်အဲ့တော့ဘယ်လိုနာလဲဆိုတော့ဒီအစာရင်ကြောက်နာတာကြတော့ပူပြီးတော့နားတယ်စူးစူးအောက်ပြီးတော့နားတယ်ပေါ့နော်အဲ့လိုမျိုးပြောကြတယ်နောက်တော့ရင်ဘတ်ထဲမှာပူလောင်လောင်ဖြစ်နေတယ်ပေါ့နော်အဲ့လိုပုံစံမျိုးနဲ့ပြောကြတယ်ပေါ့အဲ့တော့နောက်တစ်ခုကတော့အချိန်ပေါ့နော်အချိန်ကြတော့သူကဘယ်လိုလဲဆိုတော့သူကအစာနဲ့ဓာတ်ပတ်သက်နေတာမျိုးအဲ့မှာမှသူကအစာရင်နာလို့ပြောပြီးမယ်ကျွန်တော်တို့ဒီဟာကျတော့အစာရင်မှာအနာဖြစ်တာရှိတယ်ဥဒိန်ဥပိုင်းလို့ခေါ်တဲ့ဂျိုဒီနယ်မှာအနာဖြစ်တာရှိတယ်ပေါ့နော်အစာရင်မှာအနာဖြစ်တယ်ကျွန်တော်တို့က gastritis လို့ခေါ်တယ်ပေါ့နော်ဂျိုဒီနယ်မှာအနာဖြစ်တယ်ဆိုကျွန်တော် duodenitis ပေါ့နော်ပြောတော့ဂျိုဒီနယ်အာစာပေါ့ပြောရရင်တော့အဲ့နှစ်ခုကလုံးဝမတူဘူးအစာရင်မှာအနာဖြစ်တယ်ဆိုရှင်အစာစားပြီးကာမှာပူနာတယ်အထူးသဖြင့်တော့ဒီကော်ဖီလက်ဖေးတွေအချင်ဆက်တွေအဲ့ဒါမျိုးစားပြီးတဲ့အချိန်မှာသူကပူပြီးတော့နာတတ်တယ်ပေါ့နော်သူကအစာစားလို့နာတဲ့ပုံစံပေါ့ဗျာသူကဂျိုဒီနယ်အာစာကြတော့ဒီဥသိမ်းဘက်မှာနာတဲ့အနာကြတော့ဘိုက်စာရင်နာတာသူကအစာနဲ့ဝင်သွားမယ်နွားနို့လေးပါတဲ့ခါကျတယ်နဲ့တောက်လိုက်ရင်တတ်တာသူခံစားရတယ်ပေါ့နော်ပြီးလို့ချင်းညဘက်ကြလို့ချင်းသူကလုံးဝဘိုက်တအားစာရည်ညာစူးစူးအောက်ပြီးတော့နာတဲ့ပုံစံမျိုးနဲ့ပြတတ်တယ်ပေါ့နော်အဲ့နှစ်ခုတော့မတူဘူးပေါ့အဲ့တော့ကုတာတော့မတော့တူတူပါပဲအဲ့တော့တွဲတဲ့လက္ခဏာတွေလည်းရှိတတ်တယ်အဲ့တော့ဒီအစာရင်နာတာပဲဖြစ်ဖြစ်ဥသိမ်းဥပိုင်းမှာအကြောင်လို့နာတာပဲဖြစ်ပေါ့နော်လေကျင်တက်တာတွေရှိတတ်တယ်နောက်ဆက်ရင်ကောင်းတွေကပူတာတွေရှိတယ်နောက်ဘိုက်ကယ်တာတွေရှိတယ်ပေါ့နော်ပြီးတော့အစာမကြေဒီလိုမျိုးရင်ပြင်းငယ်ဖြစ်လို့ခံစားနေရရှိတယ်ပေါ့နော်နောက်တော့အန်ဂျင်စိတ်ဖြစ်တာမျိုးခါကြလို့ရှိရင်ပြို့တာအန်တာမျိုးလည်းတွဲဖြစ်တယ်ပဲအဲ့ဒါတွေကကျတော့ဒီအစာရဲ့အနာဖြစ်တဲ့တွဲဖက်လက္ခဏာတွေဖြစ်ပါတယ်ပေါ့နော်ခုဆက်ပြီးတော့တဲကြီးကြောက်နားတဲ့ပုံစံဆက်သွားလိုက်အောင်နော်ဒီတဲကြီးကြောက်ဆိုတဲကြီးအိတ်ကဖြစ်တဲ့ကြောက်ပေါ့ဗျာဒီတဲကြီးအိတ်ကအသေးအောက်ဖက်နားလေးမှာကျွန်တော်တို့ခန္ဓာကိုယ်ညာဘက်မှာအသေးရှိတယ်ဒီရင်းညွန့်ဒီနားလေးမှာပေါ့နော်အသေးရှိအဲ့အသေးအောက်နားလေးမှာကတ်နေတဲ့အိတ်လေးပေါ့နော်တဲကြီးအိတ်ပေါ့အဲ့တဲကြီးအိတ်ကနေပြီးတော့ဒီအရည်လေးဆက်ထုတ်ပြီးတယ်အဲ့ဒီအရည်ကကျွန်တော်တို့ခန္ဓာကိုယ်ကစားလိုက်တဲ့အစီတွေကိုခြေဖြတ်ဖို့အတွက်အများကြီးထောက်ပို့ပြီးတယ်ပေါ့နော်အကြောင်းစုံတွေကကြောင့်တဲကြီးအဲ့ဒီအရေးထုတ်ပေးသူ့ရဲ့ဆက်ထုတ်ပေးတဲ့ဒီပျွန်လေးတွေမှာသုံးတွေကပိတ်ဆို့သွားတာပေါ့နော်ကြောက်တွေပါပိတ်ဆို့သွားတဲ့ခါကျရင်တဲကြီးကြောက်တယ်လို့ခေါ်တယ်ပေါ့အဲ့ဒီအချိန်ကျရင်ဒီပြဿနာတွေစဖြစ်တာပေါ့နော်အဲ့တော့အဓိကသူနာတဲ့နေရာပေါ့နာတဲ့နေရာနှစ်ခုလုံးကတော့ခုနပြောပဲအစာရင်အောက်လိုပဲနာတဲကြီးကြောက်ပဲနာရင်ညွန့်ကနေစအောင်တယ်ပေါ့တဲကြီးကြောက်ကြတော့ခုနလိုမျိုးကျွန်တော်အစာရင်ကျတော့ဘဲဘက်နည်းနည်းရောက်တယ်ဒီတဲကြီးကြောက်ကြတော့ညာဘက်ကိုနည်းနည်းရောက်တယ်အဲ့တော့သူကကြတော့နာပုံနာနည်းကကြတော့အစာရင်နာဆိုရင်ပူပြီးနာမဟုတ်ဘူးထိုးပြီးတော့အောက်တာထိုးပြီးတော့အောက်တာအောက်လိုက်ပျောက်လိုက်အောက်လိုက်ပျောက်လိုက်နဲ့နာတဲ့အခါမှာအစာရင်တဲ့ပူဆိုတာလုံးဝလူးလွတ်နေအောင်ခံရတယ်ညတကောင်မှဆိုလို့လူးလိမ့်နေအောင်ပေါ့တအားអော်ရတယ်ပေါ့ဗျာနာလိုက်ပျောက်လိုက်နာလိုက်ပျောက်လိုက်အဲ့နေရာကိုဖိပြီးဆိုလို့ရှိရင်ပူဆိုးတယ်ပေါ့နော်အဲ့တော့တဲရီကြောက်မှန်းပူတိစေချင်တယ်ဆိုရှင်တော့အဲ့ဒီညာဘက်နေရာလေးကိုနည်းနည်းဖိလိုက်သက်ရှူသွင်းလိုက်အဲ့လိုသက်ရှူသွင်းလိုက်တဲ့အချိန်မှာတဲရီကြောက်နေအောင်ဖိပြီးတော့ပို့ပြီးတော့နာတယ်ပြင်းပြင်းထန်ထန်နာတယ်ပြီးတော့အဲ့ဒီတဲရီကြောက်နာတယ်ရင်ညွန့်ကစောက်တယ်ဆိုပေမဲ့သူကနောက်ပိုင်းကျတော့ရှင်ဒီညာဘက်ပခုံးတွေနောက်လက်ချံတွေပေါ့နော်အဲ့ဒီနေရာတွေအကုန်လုံးဒီလက်တွေအကုန်လုံးရောက်သွားတယ်အဲ့ဒီနေရာတွေပဲလိုက်စုအောက်တက်တယ်ပေါ့နော်နောက်ကြောကုန်းတွေအဲ့ဒီနေရာတွေပဲအောက်တက်တယ်အဲ့လိုဒီညာဘက်ပခုံးတွေအဲ့ဒီကြောကုန်းတွေအဲ့ဒီနေရာတွေပါတွဲနာနေပြီဆိုရင်ဒါဒီတဲကြီးကြောင်နာလို့ခံမှန်းလို့ရတယ်ပေါ့နော်နောက်တစ်ခုကတော့ဒီသူ့ရဲ့အချိန်ပေါ့နော်အဲ့တော့စာရင်ကြောက်တော့ကအစာနဲ့တိုင်းဆက်စပ်နေသူလည်းအစာနဲ့တော့ဆက်ဆက်မှုရှိတယ်ဒါပေမဲ့သူ့ရဲ့အစာကျတော့အစီအဲ့တော့ဝက်စီတုံးတွေစားမိရတယ်အစီစိတ်တအားများတဲ့အစာတွေကိုစားမိပြီးတဲ့အချိန်ကျရင်သူကအစီကိုခြေပြတ်တဲ့အန်ဇိုင်းတွေထွက်တာဟုတ်အဲ့ခါကျတော့သူက
အစီတွေစားပြီးတဲ့အချိန်ကျတဲကြီးအိတ်ကအလုံးလုံးပါအဲ့ဒီအချိန်ကျတဲကြီးကြောက်ကပို့ပြီးတော့ပြဿနာပို့ပြီးတယ်အစီပေါ့နော်ဖတ်တီမီလို့ခေါ်တာပေါ့အစီစိတ်စားတဲ့အစားအစာတွေဒီစားပြီးွားတဲ့ခါမှာ2နိုင်လောက်ကြာတဲ့ခါမှာထိုးပြီးတော့အောက်တက်တယ်အဲ့ဒါဆိုရင်ဒါတဲကြီးကြောက်နာတာပေါ့နော်သူကဘာရင်းနဲ့တွဲဖက်လာတယ်ဆိုတော့ပြုတ်အာနာနဲ့တွဲဖက်တတ်တယ်နောက်ပြီးတော့ဒီတဲကြီးပြုံကြောက်ကပြန်လာပိတ်ပြီဆိုလို့ရှိရင်ခန္ဓာကိုယ်မှာပါလေမျက်လုံးတွေဒီမျက်လုံးတွေဝါလာမယ်အကြီးပြားတွေဝါလာမယ်စီးတွေဝါလာပြီပေါ့နော်တကယ်လို့မြန်ပေါ့နော်အဲ့ဒီတဲကြီးကြောက်တယ်ရမှာကပဲအဲ့မှာပိုးပါဝင်လာပြီဆိုလို့ရှိရင်တော့ချမ်းတုံပြီးထားတွေပါတွေ့တတ်တယ်ပေါ့နော်ကဲတော့တက်တက်စီကျွန်တော်ပြောပြသွားပြီဆိုတော့အဲ့ဒီနှစ်ခုကိုဒေတာရှင်ပြီးတော့နော် right အောက်ပြီဆိုရှင်အစာရင်ကြောက်အောက်တာလားတဲကြီးကြောက်တယ်အောက်တာလားဆိုတော့၄ချက်နဲ့ကျွန်တော်ခွဲပြပါမယ်နော်အဲ့တော့ပထမဦးဆုံးနံပါတ်1ချက်ပေါ့နေရပေါ့နော်ရင်ညွန့်တက်ရအောက်တယ်ညာဘက် channel နဲ့ရောက်တယ်ဆိုရင်အစာရင်ဖြိုးရရင်တော့များတယ်အဲ့တော့တဲကြီးကြောက်ကြတော့ဘယ်ဘက်ချမ်းအောင်နဲ့ရောက်တယ်ပြီးတော့တဲကြီးကြောက်ကအောက်ပြီဆိုလို့ရှိရင်ဘယ်ဘက်တွေမကပဲနဲ့လက်မောင်းတွေဒီလက်ကြောကုန်းတွေပါလိုက်ပြီးတော့လိုက်နာတတ်တယ်ပေါ့နော်အဲ့လိုမျိုးပါထပ်ပြီးတော့လိုက်နိုင်ရင်အဲ့ဒါလေးတဲကြီးကြောက်ဖြစ်နိုင်ရင်များတယ်ပေါ့နောက်တစ်ခုကတော့နာဘုံနာနီးပေါ့နော်အစာရင်နာရဆိုရှင်စက်ပြင်းပြင်းနဲ့ပူလောင်လောင်နဲ့နာတတ်တယ်စူးပြီးတော့အောက်တတ်တယ်အဲ့ဒါဆိုရင်အစာရင်ပဲအတဲကြီးကြောက်ကြတော့လိုရလို့ဆိုစောင့်ဝင်နဲ့ထိုးတာပေါ့နော်ပြီးတော့လူးလေးနေအောင်နာတတ်တယ်အဲ့ဒါမျိုးဆိုရင်တဲကြီးကြောက်ပြုတ်ရရင်တော့များတယ်အဲ့တော့နောက်တစ်ခုကအစားအစာပေါ့အစားအစာနဲ့ဆက်ဆက်မယ်ဆိုရင်အစာရင်ကြောက်ပဲနာဒီဂျူနီနဲ့အာစာကြောက်ပဲနာပေါ့နော်အဲ့ဒါဆိုလို့ရှိရင်အစာဘိုက်စားတဲ့အချိန်မှာနာတာဖြစ်တတ်တယ်ဒါမှမဟုတ်ရှင်အစာစားပြီးကာစားမှာချက်ချင်းနာတာဖြစ်တတ်တယ်အဲ့တော့မစားတဲ့အချိန်စားပြီးချင်းချက်ချင်းနာတာဖြစ်ခဲ့မယ်ဆိုရင်အဲ့ဒါဒီအစာရင်နာပြုတ်ကိုများတယ်သူကဒီတဲကြီးကြောက်နာကြတော့စားပြီးချင်းချက်ချင်းမနာဘူးအစီတွေတားများတာစားလိုက်တဲ့အချိန်မှာအဲ့အစီတွေကိုခြေပြတ်ဖို့အတွက်ကိုအဲ့ဒီတဲကြီးခြေကနေပြီးတော့တဲကြီးအိတ်ကနေပြီးတော့အန်ဇိုင်းထွက်တဲ့အချိန်ကျမှနာတာဒါကြောင့်မလို့အစာစားပြီးတဲ့အချိန်အထူးသဖြင့်အစီညားတဲ့အစားအစာတွေစားပြီးတဲ့အချိန်တစ်နာရီလောက်မှစနာတယ်ဆိုရင်တဲကြီးကြောက်နာဖြစ်ဖို့ရရင်တော့ညားတယ်ပေါ့နော်အဲ့တော့အဲ့ဒါလေးသိဖို့လိုတယ်နောက်တစ်ခုကဘာစားရင်ဖြစ်လဲဆိုတော့များသောအားဖြင့်ဒီတဲကြီးကြောက်ဆိုလို့ရှိရင်တော့အစီတွေစားရင်ဖြစ်တာများတယ်ဒီအစာအိမ်နိုင်ပါကြတော့ coffee လက်ဖေးရည်တွေနောက်ချက်ကမောင်းတို့အကုန်ပါတယ်နော် coffee လက်ဖေးရည်တွေချင်တာဆက်တာတွေအပူဆက်တွေပေါ့နော်အဲ့ဒါတွေစားပြီးတဲ့ခါမှာနားရဆိုရှင်အစာအိမ်ကဖြစ်တာများပါတော့ဒီ၄ချက်ပေါ့နော်နေရရဲ့နာဝနာနီးရဲ့ဘာစားလို့ဖြစ်တာလဲပေါ့နောက်ပြီးတော့နားတဲ့အချိန်ပေါ့နော်နားတဲ့အချိန်အဲ့ဒါကိုတေချာနဲ့ခွဲခြားလိုက်မယ်ဆိုရင်ကိုဘိုက်အောက်လို့နာတာအစာရင်ကြောက်နာလားတဲရီကြောက်တဲတာကြောင့်နာလားဆိုတော့ခွဲခြားလာမှာဖြစ်ပါတယ်ကဲတော့ဒီတဲရီကြောက်တဲတာဖြစ်ဖြစ်အစာရင်နာပဲပြနော်ကုသလို့ရပါတယ်အဲ့တော့ဒါပေမဲ့တစ်ခုလို့ရှိရင် reflex sign ကိုကောင်းအောင်သိဖို့လိုတယ်ဘာဖြစ်လို့ဆိုတော့အစာရင်ကြောက်တော့နာပြီဆိုရှင်ရှောင်ပြပဲနဲ့ကိုယ့်ဘောက်ကို omeprazole လို့ဆေးမျိုးလေးတွေဒိုင်ချင်းလို့ဆေးမျိုးလေးတွေနဲ့တခါကျရင်တတ်တာလို့ရရမယ်တဲရီကြောက်တဲတာဒီခုနပြောလို့တဲရီကြောက်တဲတာကနေပိုးဝင်တာတွေအန်ရရှိတာရှိတယ်ဒါကြောင့်ကျွန်တော် reflex sign လေးတွေကောင်းသိထားဖို့လိုတယ်အဲ့တော့အန်ရလက္ခဏာတွေသိပြီဆိုရင်အဲ့အန်ရလက္ခဏာကြုံတာနဲ့ဆေးရုံဆေးကံကိုမြောင်းသွားမှာနော်အဓိကတော့ဘယ်လိုဖြစ်လာလဲဆိုတော့ဘိုက်ကမခံမြန်းအောင်ထိုးအောက်လာတယ်အစာရင်ဆေးတွေတောက်လဲလုံးဝမတက်တာဘူးဆိုလို့ရှိရင်ဆေးရုံဆေးကံမြောင်းပြဖို့လိုတယ်နောက်တစ်ခုကသွေးတွေအန်လာတာမျိုးတွေနောက်ချက်ကဒီ coffee နဲ့ရောင်တွေအန်လာတာတွေနောက်တစ်ခါဝင်းမမဲသွားလာပြီပေါ့နော်ကတ္တရာစီလိုဝင်းမမဲသွားလာဆိုရှင်လေဒါဒီသွေးပါလာတဲ့ကြောင့်မလို့အန်ရရှိတယ်နောက်တစ်ခုကမျက်လုံးတွေတားရည်တွေအရန်ကိုတီးတာနဲ့ဝါလာတာစီးရလေလုံးဝဝါလာတဲ့ပြင်ကိုလက်ဖေးအကြရောင်ဖြစ်လာတာမျိုးပေါ့နော်အဲ့ဒါမျိုးဆိုလို့ရှိရင်ဒါဒီပြဿနာရှိတယ်အသက်အန္တရာယ်ရှိတယ်ပေါ့နော်ဆေးရုံဆေးကံမျိုးတော့ပို့လို့ရတယ်နောက်တစ်ခုကတော့တဲအကြောင်မှာပိုးဝင်တာမျိုးဖြစ်ပြီးတော့ချမ်းတုံပြီးတော့ဖျားကြီးတာမျိုးဆိုလို့ရှိရင်အဲ့ဒါဒီ reflex sign ဖြစ်တဲ့ဆေးရုံဆေးကံမျိုးလုံးပြောက်လို့ပေါ့နော်အဲ့တော့တဲအကြောက်နေတာပဲဖြစ်ဖြစ်အစာရင်ကြောင်တာပဲဖြစ်ပေါ့နော်သွေးယိုတဲ့ပြဿနာတွေရှိနိုင်တယ်အရေးပေါ်အနေအထားမျိုးတွေဖြစ်နိုင်တယ်အစာရင်သွေးကြောပေါက်ပြီးတည်တာမှန်တယ်လို့ချိုးချဘူးကြမယ်ထင်ပါတယ်ဒါကြောင့်မလို့ဘာပဲဖြစ်ဖြစ် reflex sign တွေပေါ်ပြီးလို့ရှိရင်ဒီဆေးရုံဆေးကံကိုအများဆုံးပြပြီးတော့လိုအပ်တဲ့ကုသမှုတွေခံယူကြပါလို့ပြောနေတယ်ဒီဗီဒီယိုကိုချုပ်လိုက်ပါတယ်ဒီဗီဒီယိုလေးကြည့်ရတဲ့လူတွေပေါ့နော်အစာအိမ်ကြောင်တာအောက်တာတွေနဲ့အဲ့ကြောက်တယ်လို့နာတာနဲ့ခွဲခြားနဲ့တည်သွားပြီလို့ထင်ပါတယ်အဲ့လိုပဲပေါ့နော်ဒီကောင်တွေနဲ့ပတ်သက်ပြီးတော့စိတ်ဝင်စေကံအများဆုံးပြရမယ် reflex sign ကိုလည်းတည်တော့ကြမယ်လို့ပြောနေပါတယ်ဒီဗီဒီယိုကအားလုံးအတွက်အကျိုးတုံးကြချိန်ခဲ့တယ်ဆိုရှင် comment မှာ yes လို့မှန်ခဲ့ပြပါအောင်ပြီးတော့မေးစရာရှိရဆို comment မှာမေးခဲ့လို့ရပါတယ်ကျွန်တော်အားရချိန်ရင် reply နဲ့ပဲဖြစ်ဖြစ် reply video တွေနဲ့ပဲဖြစ်ဖြစ်ထပ်ပြီးတော့ဖြေးပါမယ်ကျွန်တော်ကတော့ AN channel မှာကျမကြီးဘူးဆိုင်နဲ့တင်ဆက်ပေးတဲ့ဒေါက်တာကြီးမဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုတိုင်းတွေ့ကြမယ်နော်